မင်္ဂလာရောအားလုံးမင်္ဂလာပါမင်္ဂလာပါကို မင်္ဂလာပါ အခုနာမည်ဘယ်လိုခေါ်อ่ะ ဦးသိနိုင်ပါခင်ဗျ ကျိုးတက်နိုင်ဟုတ်ကဲ့ဒီကိုကတော့တနေ့ကမှမြန်မာနိုင်ငံကနေပြီးတော့ရောက်လာတဲ့ကိုပေါ့နော်တင်တန်းတက်ဖို့အတွက်ပေါ့နော်တာရှလေးဘက်ကနေကားနဲ့လာတာပေါ့နော်ဒါပေမဲ့သူ passport က PG ဖြစ်တဲ့အတွက်ပေါ့နော်ရန်ကုန်ဘက်နေလာလို့တကယ်မရဘူးနော် PG ကပေးမထွက်ဘူးနော် PV ပဲရရန်ကုန်ဘက်ဆိုရင်ပေါ့နော်အဲဒါကြောင့်တော့ကျွန်တော် PG ဖြစ်တဲ့အတွက်ကျွန်တော်သူ့ကိုတာရှလေးဘက်ကနေစီစဉ်ပေးရတာဖြစ်တယ်အခုလာတော့ရောဘယ်နည်းကြာတော့ထိုင်းရောက်ဖို့လေမြန်မာကနေထိုင်းရောက်ဖို့ဘယ်နည်းကြာတည့်ပဲတည့်ပဲနော်တည့်ပဲကြာတယ်ဟုတ်ကဲ့အမလာတော့အဆင်ပြေလားဘယ်လိုရှိလဲအန်ဒရကင်းလို့အန်ဒရကင်းလို့ခံစားရတယ် အဲ့ဒါရ ဟလာခံစားရတယ်ကျွန်တော်ဗီဇာလုပ်ပေးတော့ရောဘယ်လောက်ကြာလဲ နှစ်ပတ် နှစ်ပတ်ပဲကြာဗီဇာတချို့ဆိုရင်တစ်ပတ်ကျော်နှစ်ပတ်နီးပါသူចောင်းရောက်လာတယ်ပေါ့နော်ဒီနေ့ကတော့သူတင်တန်းကြီးတွင်းတာဖြစ်တယ်တင်တန်းကြီးတွင်းတော့ကျွန်တော်ဟိုတင်တန်းကြီးတခုပြောမှာတင်တန်းကြီးဆိုတော့ကျွန်တော်တခုပြောမှာပေါ့နော်သူကမြန်မာနိုင်ငံကနေသူယူလာတဲ့ဘတ်ငွေကောက်ပါဗလား1000လောက်ပဲယူလာရင်နော်ကျွန်တော်ပြောရင်တင်တန်းကြီးယူလာတော့အမှတက်ရှိလေးပဲမှလဲပေါ့နော်သူကအမှသူမယူလာဘူးပေါ့နော်သူလမ်းစေးအတွက်ပဲ1000လောက်ပဲယူလာတယ်တင်တန်းကြီးမပါဘူးနော်အဲကြောင့်ဒီနေ့မှာကျွန်တော်ကငွေလဲတဲ့သူနဲ့ပေါ့နော်သူ့ကိုငွေတွင်းဖို့အတွက်ပေါ့နော်ကျွန်တော်အခုပြန်လုပ်ပေးတာပေါ့နော်အခုတက်ရောက်ဘယ်လောက်ရှိလဲ28ပါခင်ဗျ 28နော်အခုမြန်မာနိုင်ငံကျတော့ဘယ်မှာနေ ရန်ကုန်လိုင်းတိုင်းမှာနေ ရန်ကုန်လိုင်းတရားမှာနေနော်ကျတော့သူသာ PV ဖြစ်တယ်ဆိုရင်ရန်ကုန်ကနေထိုင်းတက်ရရတယ်စင်ပြေတော့ PJ ဖြစ်တယ်ပေါ့နော်ဒါချင်းလေးဘက်ကနေလုပ်လိုက်ရတယ်အခုတော့ easy နဲ့ရောက်သွားပြီပေါ့နော်အကြောင်းကိုဆိုတော့ကျွန်တော်ကိုအခုစိတ်ထဲထင်တဲ့အတိုင်းပေါ့နော်ကျွန်တော်အမှတ်ပေးလို့ရတယ်ကျွန်တော်ဒီတင်တန်းနဲ့ဟောပေါ့နော်တင်တန်းလိုက်အပ်ပေးတဲ့ပုံစံတွေတင်တန်းအပ်တဲ့ပုံစံတွေနောက်ကမြန်မာနိုင်ငံကနေထိုင်းလာဖို့အတွက်ပေါ့နော်အဲ့ဒါတွေစီစဉ်ပေးတဲ့ပုံစံတွေရောအမှကျွန်တော်ရဲ့အားနည်းချက်ရောပြောလို့ရတယ်ကျွန်တော်ပြင်မယ်နော်ကျွန်တော်ရဲ့အားသာချက်ရောကျွန်တော်စီစဉ်ပေးတဲ့အားနည်းချက်အားသာချက်တွေရှိတယ်တကယ်ရှိတယ်အဲ့ဒီအတွက်ပေါ့နော်ကျွန်တော်ရဲ့အားနည်းချက်ကျွန်တော်အရင်သိချင်တယ်ပေါ့နော်ကဲလို့အကိုကပြောပြမယ်ဆိုကျွန်တော်ပြင်သိတာပြင်မယ်ပေါ့နော်ကျွန်တော် customer တွေဝန်ဆောင်မှုပိုကောင်းအောင်လို့ကျွန်တော်ပို့ပြီးတော့စူးစမ်းမယ်ပေါ့နော်စူးစမ်းဖို့အတွက်ကျွန်တော်အားနည်းချက်ပါရှိတော့အဆင်မပြေတာကျွန်တော်နဲ့လောက်ရတဲ့အတွက်ပေါ့နော်အဆင်မပြေတာရှိတယ်မလားအဲ့ဒါပါရှိတော့ပြောလို့ရတယ်ဘာဖြစ်လဲပြောလို့ရတယ်တချို့ပေါ့နော်အဆင်မပြေတာနည်းနည်းရှိရပေါ့နော်နည်းနည်းဟိုတချို့ကဝန်ဆောင်မှုတိတ်မကောင်းတဲ့နေရာတွေမှာရှိတယ်လေအဲ့လိုမျိုးကျတော့ဘယ်နေရာရှိကျွန်တော်ပြောလို့ရတယ်အားနည်းချက်လေ ပြေးပါ ပြည်တယ် ပြေးပါ တကယ်ကုန်ပြည်တယ်ပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့ဆိုကျွန်တော်ဝမ်းသာပါအဲ့ဆိုတကယ်ကြည်ပါတယ်ကျွန်တော်ဝမ်းသာပါတယ်โอเคတော့ကျွန်တော်ရဲ့အားသာချက်ကြတော့ကျွန်တော်စီစဉ်ပေးတဲ့အားသာချက်ပုံစံပေါ့စိတ်ထဲမှာဘယ်လိုခံစားရလဲလုံခြုံတယ်လို့ခံစားရတာတချို့ကျတော့လုံခြုံမှုအပြည့်တိတ်မရှိလို့ခံစားရတာပြောလို့ရတယ်စိတ်ချရတယ်အဲ့လိုပြောချင်တယ် စိတ်ချရတယ်တကယ်စိတ်ချရတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တကယ်စိတ်ချရတယ်ဆိုရင်ကျွန်တော်တကယ်ကျေးဇူးများတင်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီထက်ပိုပြီးစိတ်ချအောင်ကျွန်တော်အများကြီးစူးစမ်းရမှာပေါ့နော်အန်ဒရကင်းနဲ့ကျောင်းရောက်လာပြီကျောင်းနေနေအခုတော့သူကျောင်းတက်ဖို့ပဲကျန်တယ်ပေါ့နော်ကျောင်းမှာစာတင်ဖို့စူးစမ်းဖို့ပေါ့နော်ကိုယ့်ရဲ့ရည်မှန်းချက်ကိုပန်းနိုင်ရအောင်လဲစူးစမ်းပါနော်ဟုတ်ကဲ့ပါကောင်းကြည့်သားဟောဘိုင်ဘိုင်